မေတ္တာတဲ့အားကောင်းတဲ့ပုဂ္ဂိုလ်ရဲ့စိတ်နှလုံးဟာလည်းအလွန်ငြိမ်သက်တယ်အလွန်မွန်မြတ်တယ်သူ့ကိုမကောင်းကြံတဲ့သူသားနဲ့သူ့ရဲ့ငြိမ်သက်မှုမွန်မြတ်မှုကပဲသူ့ကိုဒုက္ခမရအောင်ကာကွယ်ပြီးဟိုလူကတော့သူ့စေနာနဲ့သူသွားတာပဲဒီသဘောကိုပြောတာနော်ပြီးတော့ဘုန်းဘုန်းတို့မေတ္တာပွားဖို့အတွက်စိတ်အားထက်သန်သေးဖို့မဖြစ်မနေခေါင်းထဲမှာမေတ္တာရဲ့အကျိုးကိုနားလည်ထားဖို့လိုတယ်ဒီမေတ္တာကိုအာယုံပြုတ်လိုက်တာနဲ့အာယုံမပြုတ်ခင်ကလှုပ်လက်ခတ်နေတဲ့စိတ်ဟာမြန်မြန်ဆန်းဆန်းငြိမ်ကျသွားတယ်နော်စိတ်ကိုမီးကိုရေနဲ့နှိမ့်လိုက်တယ်လို့မျိုးတခါတည်းနိုင်တဲ့နော်အလေးအကျင့်ဟာမေတ္တာအလေးအကျင့်ပဲနော်ကျန်တဲ့ကမ္မထံကိုမြတ်စွာဘုရားအဲ့လိုဟောတာဘုံဘုံသိပြီးတော့မတွေ့ဘူးဟုတ်လားမေတ္တာဓာတ်ဟာစိတ်ကိုပါတော့အလွန်မှမြန်မြန်ဆန်းဆန်းငြိမ်သက်စေတယ်အဲ့ဒီအကျိုးကျေးဇူးကိုဘုံဘုံတို့ရကျင်နေဆိုရင်မေတ္တာပွားရမှာရှုပ်ပြောရတာရှိတယ်လေတပည့်တော်တို့တရားထုတ်ရင်စိတ်တွေကပြန့်လွင့်နေတာပဲမငြိမ်ဘူးလို့ပြောကြတာရှိတယ်ဒီနည်းလေးနဲ့မလုပ်ကြည့်တဲ့နော်